ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သောအင်တာနက်ဖိုင်ဘာလိုင်းကြိုးများမီးလောင်မှုသည်မြို့ပြအန္တရာယ်အသစ်တစ်ခုဖြစ်ပြီးထိုင်းနိုင်ငံလိုစနစ်တကျဖေဗရီယာတစ်သွယ်တန်းစနစ်ကိုသုံးနိုင်မှာကအနာဂတ်တွင်မီးလောင်မှုနှင့်ကျိုးပျက်မှုများကိုလျှော့ချနိုင်မည်ဟုသုံးသပ်နိုင်သည်မြန်မာနိုင်ငံသားများအသည့်တည်းရှိကြစေရန်ဇာမနီနိုင်ငံကြီးသားအသိပညာရေးအဖွဲ့ကတင်ဆက်လိုက်ပါသည်အားရကျေနပ်ကြပါက repost ပြန်လည်မျှဝေကြပါရန်ပန်ကြားအပ်ပါသည်ယနေ့9ရက်ဇူလိုင်2026ခုနှစ်ဖြစ်သည်မြန်မာနိုင်ငံအခြေအနေ2026မြန်မာနိုင်ငံမှာစည်ရင်းသွင်းထားတဲ့အင်တာနက်ဝန်ဆောင်မှုပေးသူစုစုပေါင်း424ခုရှိပြီးအကြီးစားကုမ္ပဏီများကတနိုင်ငံလုံးကိုအကျယ်ပြန့်ဝန်ဆောင်မှုပေးတော်လဲဒေတာဆိုင်ရာများလည်းမြို့နယ်အဆင့်ထိအများကြီးတိုးပွားလာသည့်အဓိကများအကျယ်ပြန့်ဆုံး coverage ဈေးနှုန်းမြင့်မြတ် net frontier ရန်ကုန်မန္တလေးမှာအားကောင်းbroadband မိသားစု package များ Myanmar mobile fiber bundle mytel စစ်တပ်ပိုင်း coverage အားနည်းဒေတာဆိုင်ရာများ Mehernet willing fiber Myanmar link speednet စသည်တို့သည်မြို့ကြီးများတွင်အဓိကဖြန့်ချိထားသည်တောင်ကြီးပြည်မူဆယ်ဟာခါစသည့်မြို့များတွင်လည်းသေးငယ်များတိုးပွားလာသည်Geography အလိုက်ဖြန့်ချိမှုရန်ကုန်136ခုစုစုပေါင်း30နှစ်မန္တလေး48ခု17အခြားမြို့များ21စုစုပေါင်း424ခုရှိပြီးအသုံးပြုသူ1.62 တန်းရှိသည်မြို့ပြ Fiber Network မြန်ဆန်စွာတိုးတက်တော်လဲကျေးလက်ဒေသများမှာတစ်ခုတည်းအဓိကဖြစ်နေသည်ရန်ကုန်မြို့ Fiber Optic မီးလောင်မှုနှင့်ထိုင်းနိုင်ငံ၏အင်တာနက်သွယ်တန်းစနစ်ရန်ကုန်ဇူလိုင်9 2026ရန်ကုန်မြို့ဝန်ကြီးများရုံးအနီးတွင်အင်တာနက်ဖိုင်ဘာကြိုးများမီးလောင်မှုဖြစ်ပွားခဲ့သည်မီးလောင်မှုသည်လက်ဆောက်ဝန်ထမ်းများ၏စီကံမဲ့ကြိုးသွယ်တန်းမှုကြောင့်ဖြစ်ပွားခဲ့ပြီးမီးတပ်တပ်ဖွဲ့မှမိနစ်အနည်းငယ်အတွင်းမီးကိုထိန်းချုပ်နိုင်ခဲ့သည်မီးလောင်မှုအကြောင်းရင်းအနေနဲ့ကြိုးများအများကြီးပေါင်းတွယ်ထားခြင်းအပူလွန်ကဲခြင်းအရေးအသွေးနှိမ်သောဖိကြိုးဖုံးများအသုံးပြုခြင်းစသည့်အချက်များကိုဖော်ပြခဲ့သည်132ခုခန့်မှဝန်ထမ်းများကစီကံမဲ့တွေ့တမ်းမှုများပြုလုပ်နေခြင်းကြောင့်မြို့ပြအန္တရာယ်အသစ်တစ်ခုဖြစ်လာနေသည်ဟုသုံးသပ်သူများကဆိုသည်ထိုင်းနိုင်ငံ၏ဖေဗရီယာတစ်စနစ်ထိုင်းနိုင်ငံတွင်အင်တာနက်တွေ့တမ်းမှုကို Digital Economy and Society ဝန်ကြီးဌာနအောက်တွင်စနစ်တကျစီမံထားသည် Open Access Network on စနစ်ဖြင့်များအတွက်တစ်ခုတည်းသော backbone ကိုမျှဝေသုံးစွဲနိုင်သည် Net Project ဖြင့်ကျေးလက်ဒေသ85,000 ကျော်တွင် Fiber Wi-Fi တပ်ဆင်ပြီးပြည်သူများအတွက်အခမဲ့အသုံးပြုနိုင်သည် Is Fiber True Corporation နှင့်စသည့်များသည့် Underground Conduit စနစ်ဖြင့်ကြိုးများကိုမြေအောက်သွယ်တန်းထားသည်ကြိုးတစ်ခုချင်းစီကိုအရောင်လိုက်သတ်မှတ်ထားပြီး label တပ်ဆင်ထားသဖြင့်မီးလောင်မှုကျိုးပျက်မှုအန္တရာယ်နည်းသည်သင်ခန်းစာများမြေအောက်ခန့်တွင်စနစ်သုံးခြင်းဖြင့်ကျိုးရှုံးမှုကိုလျှော့ချနိုင်သည်2 ဝန်ထမ်းများအတွက်လုံခြုံရေးတင်နန်းများပြုလုပ်သင့်သည်3မြို့ပေါ်ကျိုးသွယ်တန်းမှုများကိုစီးမြင့်တစ်ခုတည်းဖြင့်စီမံသင့်သည်ရန်ကုန်မြို့၏ကျိုးသွယ်တန်းပြန်လည်ပြုပြင်ရေးအတွက်အင်ဂျင်နီယာမြင်ရန်ကုန်ဇူလိုင်2026မြို့ပြအနေနဲ့132ခုမှကျိုးသွယ်တန်းမှုများစီကံမဲ့နေခြင်းကြောင့်မီးလောင်မှုကျိုးပျက်မှုအန္တရာယ်များပေါ်ပေါက်နေသည်အင်ဂျင်နီယာများအမြင်အရစနစ်တကျပြန်လည်ပြုပြင်ရန်လိုအပ်ချိန်မှာ6လခန့်ကြာနိုင်ပြီး Underground Conduit စနစ်သုံးပါကမြို့ပြအဆင့်မှာအန္တရာယ်ကိုအနည်းဆုံးအထိလျှော့ချနိုင်သည်အဆောက်အုံတစ်လုံးတွင်အခန်း12ခန်းရှိပါက Fiber Splitter Box တစ်ခုကိုတိုက်ဝင်ပေါက်တွင်တပ်ဆင်ပြီးတစ်ထပ်လျင် Junction Box တစ်ခုတက်၍ Optical Wall Socket ဖြင့်မုန်းလုံးချိတ်ဆက်တင်သည့်များအတွက်အယောင်ခွဲကြိုးသုံးခြင်းဥပမာအပြ9အနီးမဲမနက်အဝါသည်ပြုပြင်လွယ်ကူမှုနှင့်လုံခြုံရေးအတွက်အရေးကြီးသည်အင်ဂျင်နီယာများက Grounding System တက်ခြင်း Surge Protector သုံးခြင်းတို့ဖြင့်မီးလောင်မှုနှင့် Short Circuit အန္တရာယ်ကိုလျှော့ချနိုင်ကြောင်းသုံးသပ်ကြသည်တိုက်တစ်လုံးအတွက် Engineering Team 10ယောက်ခန့်နှင့်3ရက်အတွင်းပြီးမြောက်နိုင်ပြီးမြို့လုံးအတွက်6လအတွင်းပြုပြင်နိုင်မည်ဟုခန့်မှန်းထားသည်ရန်ကုန်မြို့၏ကျိုးသွယ်တန်းပြန်လည်ပြုပြင်ရေးအတွက်အင်ဂျင်နီယာမြင်ရန်ကုန်ဇူလိုင်2026မြို့ပြအနေနဲ့132ခုမှကျိုးသွယ်တန်းမှုများစီကံမဲ့နေခြင်းကြောင့်
မိလောင်မှုကျိုးပြတ်မှုအနေအများပေါ်ပေါက်နေသည်အင်ဂျင်နီယာများအမြင်အရစနစ်တကျပြန်လည်ပြုပြင်ရန်လိုအပ်ချိန်မှာ6 လခန့်ကြာနိုင်ပြီး underground conduit စနစ်3ပါကမြို့ပြအဆင့်မှာအန္တရာယ်ကိုအနည်းဆုံးအထိလျှော့ချနိုင်သည်အဆောက်အုံတစ်လုံးတွင်အခန်း10ခန်းရှိပါက fiber splitter box တစ်ခုကိုတိုက်ဝင်ပေါက်တွင်တက်ဆင်ပြီးတစ်ထပ်လျင် junction box တစ်ခုတက်၍ optical wall socket ဖြင့်မုန်းလုံးချိတ်ဆက်တင်သည့်ရစများအတွက်အယောင်ခွဲကြိုးသုံးခြင်းဥပမာအပြ9အနီးမဲမနက်အဝါသည်ပြုပြင်လွယ်ကူမှုနှင့်လုံခြုံရေးအတွက်အရေးကြီးသည်အင်ဂျင်နီယာများက grounding system တက်ခြင်း surge protector သုံးခြင်းတို့ဖြင့်မီးလောင်မှုနှင့် short circuit အန္တရာယ်ကိုလျှော့ချနိုင်ကြောင်းသုံးသပ်ကြသည်တိုက်တစ်လုံးအတွက် engineering team 10ရောက်ခန့်နဲ့3ရက်အတွင်းပြီးမြောက်နိုင်ပြီးမြို့လုံးလုံးအတွက်6 လအတွင်းပြုပြင်နိုင်မည်ဟုခန့်မှန်းထားသည်အင်ဂျင်နီယာအမြင်အနေနဲ့သုံးသပ်ချက် underground conduit သုံးခြင်းဖြင့်ကျိုးရှုံးမှုလျှော့ချနိုင်သည် fiber riser conduit တည်တံ့တက်ခြင်းဖြင့်ပြုပြင်လွယ်ကူသည်grounding system တက်ခြင်းဖြင့်မီးလောင်မှုကာကွယ်နိုင်သည် shared cabinet system သုံးခြင်းဖြင့် is များအတွက်စီးမြစ်တစ်ခုတည်းဖြစ်လာနိုင်သည်ရန်ကုန် West ကျိုးသွယ်တန်းပြုပြင်ရေးသည်မြို့ပြအန္တရာယ်ကိုလျှော့ချနိုင်သည့်အရေးကြီးသောလုပ်ငန်းဖြစ်ပြီးစနစ်တကျပြုပြင်နိုင်ပါကမြို့ပြအဆောက်အအုံများတွင်လုံခြုံရေးနှင့်အင်တာနက်အရေးသွေးတိုးတက်လာမည်ဟုမျှော်လင့်ရသည့်ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သောအင်တာနက်ဖိုင်ဘာလိုင်းကျိုးများမီးလောင်မှုသည်မြို့ပြအန္တရာယ်အသစ်တစ်ခုဖြစ်ပြီးထိုင်းနိုင်ငံလိုစနစ်တကျ fiber optic သွယ်တန်းစနစ်ကိုသုံးနိုင်ပါကအနာဂတ်တွင်မီးလောင်မှုနှင့်ကျိုးပြတ်မှုများကိုလျှော့ချနိုင်မည်ဟုသုံးသပ်နိုင်သည်ရန်ကုန်မြို့ရှိလျှပ်စစ်ဓာတ်တိုင်များနှင့်လမ်းမများပေါ်တွင်ရှုပ်ထွေးနေသောအင်တာနက်ဖိုင်ဘာကေဘယ်ကျိုးများကိုရှင်းလင်းရန်နှင့်မြေအောက်ကေဘယ်စနစ် underground cable system သို့ပြောင်းလဲရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာဝန်ကြီးဌာနများကစီမံချက်များချမှတ်၍အရှိန်အဟုန်ဖြင့်ရှင်းလင်းဆောင်ရွက်လျက်ရှိပါသည်ရန်ကုန်မြို့၏အင်တာနက်လိုင်းကျိုးရှုပ်ထွေးမှုပြဿနာနှင့်ပတ်သက်၍လက်ရှိအခြေအနေနှင့်ဆောင်ရွက်ချက်များကိုအောက်ပါအတိုင်းအကျဉ်းချုပ်စနစ်တကျခွဲခြားဖော်ပြပေးလိုက်ပါတယ်။လက်ရှိအဓိကရှင်းလင်းရေးစုံများနှင့်စီမံချက်များလမ်းမကြီးများဦးစားပေးရှင်းလင်းခြင်းကဘာအေးဖျားလမ်းနှင့်ဝေဇယန္နာလမ်းတစ်လျှောက်ရှိရှုပ်ထွေးနေသောဖိုင်ဘာကျိုးများကိုအစိုးရနှင့်ဆက်သွယ်ရေးကုမ္ပဏီများပူးပေါင်းကအမြန်ဆုံးရှင်းလင်းလျက်ရှိပါတယ်။ပြည်လမ်းပေါ်ရှိမြေအောက်ကေဘယ်စနစ်မှာအောင်မြင်စွာဆောင်ရွက်ပြီးစီးထားပြီးဖြစ်ပါတယ်။မြို့သစ်နှင့်မြို့ရဲစုံများသို့တိုးချဲ့ခြင်းအထက်ပါလမ်းမကြီးများအပြင်ဒဂုံမြို့သစ်၄မြို့နယ်မြောက်ဒဂုံတောင်ဒဂုံအရှေ့ဒဂုံဒဂုံစိတ်ကမ်းကိုပထမအဆင့်အနေဖြင့်မြေအောက်ကေဘယ်စနစ်သို့ပြောင်းလဲရန်လျာထားပြီးမြောက်ဥက္ကလာပတောင်ဥက္ကလာပနှင့်ရန်ကုန်မြို့လေကောင် downtown area များကိုပါဆက်လက်လှုပ်ဆောင်သွားရန်စီစဉ်နေပါတယ်။နှစ်မစင်မချင်းနှင့်တရားမဝင်ဆွဲထားသောကျိုးများကိုအရေးယူခြင်းဓာတ်တိုင်များပေါ်မှဖယ်ရှားခြင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YES ဓာတ်တိုင်များပေါ်တွင်လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့်တရားမဝင်ဆွဲထားသောအင်တာနက်ကျိုးများနှင့်ဝိုင်ဖာကျိုးများကိုဖျက်တောက်ဖယ်ရှားလျက်ရှိပါသည်။စံချိန်မမီသောကျိုးများရှင်းလင်းခြင်းသတ်မှတ်ချက်နှင့်မညီဘဲအောက်သို့တွဲလောင်းကျနေသောကျိုးများပျက်စီးနေသောကျိုးဟောင်းများနှင့်အဆင့်တန်းမမီသည့်ကေဘယ်ကျိုးများကိုကာယကံရှင်ဆက်သွယ်ရေးအော်ပရေတာများနှင့်အစ္စတူကုမ္ပဏီများကိုယ်တိုင်တာဝန်ယူဖျက်တောက်သိမ်းဆည်းစေလျက်ရှိပါသည်။3ရှင်းလင်းရေးလှုပ်ဆောင်ရခြင်း၏အဓိကရည်ရွယ်ချက်များမြို့ပြအင်္ဂါရပ်နှင့်အလှပ landscape မြို့တော်ရန်ကုန်၏မြင်ကွင်းကိုပိုမိုတက်ရက်လှပလာစေရန်ဘေးအန္တရာယ်ကာကွယ်ရေးကျိုးများရှုပ်ထွေးပြီးဝင်ပြီးခြင်းကြောင့်ဓာတ်တိုင်များကျိုးကျခြင်းနှင့်ဝါယာရှော့ဖြစ်ပြီးမီးလောင်မှုအန္တရာယ်ဖြစ်ပွားခြင်းတို့မှကြိုတင်ကာကွယ်ရန်လိုင်းရေရှည်တည်ငြိမ်မှုမိုးလေဝသနှင့်ရာသီဥတုဒဏ်ကြောင့်အပေါ်ဆွဲကျိုးများခဏခဏပြတ်တောက်သည့်ပြဿနာကိုလျှော့ချရန်ဖြစ်ပါသည်။အကြံပြုချက်လက်ရှိတွင်မိမိတို့အိမ်သို့မဟုတ်လမ်းထဲ၌အင်တာနက်ကျိုးများအန္တရာယ်ရှိလောက်အောင်ရှုပ်ထွေးနေပါကမိမိအသုံးပြုနေသောအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ Hispatan သို့တော်၎င်းရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီသို့တော်၎င်းဆက်သွယ်တိုင်ကြားနိုင်ပါတယ်။ရန်ကုန်မြို့တွင်အိမ်သုံးနှင့်လုပ်ငန်းသုံးအင်တာနက် Fiber နှင့် Wireless ဝန်ဆောင်မှုပေးနေသောအဓိကအင်တာနက်ကုမ္ပဏီ ပေါင်း20ကျော်ရှိပြီးယင်းတို့ထဲမှလက်ရှိလူသုံးအများဆုံးနှင့်ဝန်ဆောင်မှုအကျယ်ပြန့်ဆုံးကုမ္ပဏီကြီးများ၏အမည်များနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။မိုဘိုင်းအော်ပရေတာကြီးများ၏အင်တာနက်ဝန်ဆောင်မှု
Atom Power Fiber Wireless Heartland Phone 39 98393838အခြား operator မှခေါ်ဆိုရန် Atom Phone မှဆိုပါက8080သို့မဟုတ်900 Website Atom Broadband Hitaps Broadband Atom Common 568 Dome Pine Home Fiber Internet Heartland Phone 1652839သို့မဟုတ်ဖုန်းမှ106 call center Website Myanmar Hitaps Common Shit နှစ်နာမည်ကြီးဆက်သွယ်ရေးနှင့် Fiber Internet ကုမ္ပဏီများ Nabi Broadband Global Technology Heartland Phone 3994434888 Sales Hotline Website Nabi Broadband 39 Unilink Myanmar Heartland Phone 399443388899 Service Hotline 3996968899 Billing Sales Myanmar Net Frontier Heartland Phone 3996555333သို့မဟုတ်3996555322 Internet Horizon Telecom Heartland Phone 3996643118 24နာရီအယောင်းနှင့်ဝန်ဆောင်မှု Wacom Fiber Internet Heartland Phone 399442222996399614 Kinetic Myanmar Heartland Phone 399699233316 Getnet Heartland Phone 3923232339 452229 လမ်းညွှန်ချက်အင်တာနက်တက်ဆင်လိုပါကကုမ္ပဏီအများစုသည်မိမိနေထိုင်ရာမြို့နယ်နှင့်လမ်းမြေပေါ်မူတည်၍ Fiber ကြိုးပေါက် Fiber Port ရှိမရှိအရင်ဆုံးစစ်ဆေးပေးလေ့ရှိပါတယ်ထို့ကြောင့်ဖုန်းမဆက်မီမိမိဒီနေရာအတိအကျကိုပြင်ဆင်ထားရန်အကြံပြုလိုပါတယ်တင်လက်ရှိစုံစမ်းကျင်တာကအိမ်သုံး Home Wi-Fi အတွက်လားသို့မဟုတ်ရုံးသုံးလုပ်ငန်းသုံး Business အတွက်လားခင်ဗျာမိမိနေထိုင်တဲ့မြို့နယ်ကိုပြောပြပေးရင်ဘယ်အင်တာနက်လိုင်းကပိုအဆင်ပြေမလဲဆိုတာထပ်မံအကြံပြုပေးနိုင်ပါတယ်မြန်မာနိုင်ငံသားများအသိသတိရှိကြစေရန်ဇာမနီနိုင်ငံကြီးသားအသိပညာရေးအဖွဲ့ကတင်ဆက်လိုက်ပါသည်အားရကျေနပ်ကြပါက repost ပြန်လည်မျှဝေကြပါရန်ပန်ကြားအပ်ပါသည်ယနေ့9ရက်ဇူလိုင်2020